မေတ္တာဆိုတာဟာမနောကမေတ္တာရှိတယ်ကာယကမေတ္တာရှိတယ်ဝစီကမေတ္တာရှိတယ်မေတ္တာပြသနိုင်ရမယ်ပေါ့မနောကမေတ္တာဆိုတာစိတ်ထဲကနေပြီးတော့အကျိုးလိုလားနေတဲ့စိတ်တွေဖြစ်တာရှေ့ပဲဖြစ်စေ၊ကွယ်ရပဲဖြစ်စေမေတ္တာထားတယ်ဝစီကမေတ္တာဆိုတာရှေ့တစ်မျိုးကွယ်ရတစ်မျိုးမဟုတ်ဘူးသူ့ရဲ့အကျိုးကိုလိုလားတဲ့စကားကိုပဲပြောတယ်ရှေ့တဲ့ကြအကောင်းပြောကွယ်ရအတင်းပြောအဲ့ဒါမေတ္တာမဲ့တာခေါ်တယ်နော်ကွယ်ရကြရင်အတင်းပြောတယ်လေရှေ့ကြရင်တော့လေခင်လိုက်မင်းလိုက်တာကွယ်ရလဲရောက်ရောမင်းငေါ့ကြရင်တဲ့ဆိုမျိုးကာယကံမှုကလည်းပဲကိုယ်ထိလက်ရောက်လည်းပဲသူပစ္စည်းမတော်တဆကြရင်သိမ့်ပေးတာတို့သူကိစ္စတွေဝင်ပြီးတော့လုပ်ပေးတာ